မရချောလာတော့ငါကူရကျုံငိုက်တယ်လားကောင်းမလေးတွေဝိုင်းဝိုင်းလဲနေတယ်မချင်းနဲ့ငါကူရလိုက်ချောနေဝိုင်းဝိုင်းလဲမှာပေါ့ငါတော့ဒါတော့မှငါသပင်းမညက်သပင်းရရှိတယ်ကောင်းမလေးမတရားပေါ်နေတာဒီလားသူလာပြီးပြောတာကိုကြီးဖုန်းနံပါတ်ပေးပါလားဘာညာလာပြီးပြောနေတာတဲ့ငါကူရမဲ့ဒွေးနဲ့တူးနေတာဒွေးသိရမလားငါရုပ်ကပင်ကိုရုပ်ကမွေးတွေအဲ့လိုဒွေးနဲ့ခက်စင်သပင်းမညက်သေးဘူးလားသပင်းအခုသပင်းမညက်သေးရတော့ကိုကြီးလောက်တန်နေသပင်းညက်လိုက်ငါကူပြောနေတာခစ်တွေးဘာခေတ်ခေတ်တွေဘာခေတ်တွေအဲ့လိုပြောမဟုတ်ခေတ်ပေါ်တွေးခေတ်ဒီခေတ်မှာခေတ်မှာပေါ်လာတဲ့တွေးခေတ်ပေါ်တွေးဘာခေတ်တွေသပင်းညက်လိုက်ခေတ်တွေးလို့အတူကပြောလိုက်တာဟုတ်ဘူးလေသပင်းညက်လိုက်ခေတ်ပေါ်တွေးနဲ့တူသွားမှာခေတ်ပေါ်တွေးနဲ့တူသွားမှာညက်မှာငါဒွေးကြီးညက်မှာဒီဘက်လည်းစမကူကြီးအဲ့ဒါမျက်လုံးလေးတွေလည်းအမေလာလိုက်တာလေတောင်းပြောင်းလေးတွေနဲ့တမင်မျက်လုံးအဲ့ဒါတန်ရောစင်မျက်လုံးတမင်တန်ရောစင်လေးတွေတန်ရောစင်ညှိတန်ရောစင်တမင်မျက်လုံးလေးတမင်မျက်လုံးလေးနဲ့ဟုတ်တယ်မျက်လုံးပါဝါလေကောင်းနေလေတကယ်ချင်းကပြောတာပါအဲ့ဒါတော့တီးကိုအားသာချက်ကိုတောက်ပါဒီနှာခေါင်းလေးပြနှာခေါင်းလေးဆိုရှင်အမလီခေါင်းလောင်းပန်းလေးတည်းဗျာဝါရောင်လေးအဲ့ခေါင်းလောင်းပန်းလေးစောက်ထိုးဆွဲထားတဲ့အတိုင်းပဲကိုနှာထမ်းပေါ်တဲ့သဘောအချင်းလာတာဟုတ်တယ်လေငါကလစင်ချောတာကလစင်ကလာမင်းသားနဲ့တူတာကလာမင်းသားအိန္ဒိယမင်းသားလေးခေါင်းလောင်းပန်းလေးဆွဲထားတဲ့အတိုင်းမတရားလားဟုတ်တယ်အမလီကိုရမယ်သွားလေးစီပြပါလေးသွားလေးဆိုဗရဲလေးစီထားတဲ့အတိုင်းပဲအဲ့လိုဖြစ်ရမှာသွားလေးဖြူဖွေးလေးတွေအကုန်တော့ဝိုင်းပြီးတော့သဘောကျတာပေါ့ကိုယ့်ရဲ့ကိုယ်ရင်းနဲ့ဆိုလူမလူမိတ်ကတွေပါလိမ့်စရာလေသူများလူသူအဲ့လိုမျိုးအဖက်တွေပါထည့်ရအောင်မလူလားရေးချိုးစရာအောင်မလူလားရေးချိုးစရာအောင်မလူဘူးငါရေးချိုးတဲ့ကြီးတိုက်စရာအောင်မလူတဲ့အသားလေးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ညိုးသားညိုးနေတာဝင်းနေတာပဲအသားလေးကလည်းဘယ်နဲ့ညိုးပြီးဝင်းညိုးပြညက်ကလေးညိုးပြညက်ညိုးကြောလေးအနက်နုရောင်လေအနက်နုရောင်အနက်ရောင်မဟုတ်အနက်ရောင်အနက်နုရောင်သူကတချို့တွေပြောတယ်မဲတယ်မဲအောင်နဲ့အညိုရောင်နဲ့မတူဘူးဒီမှာဒါတွေကညိုတာဒီမှာကြည့်မဲတာမဲရနဲ့ညိုတာမတူဘူးမဲဒီခေါင်းအောင်မူရမှာမဲတာအနက်ဟိုဘလေမဲရတော့ပဲဟုတ်ပါမယ်မိဘချမ်းသာတော့အသားနေတော့မှသူချောကလက်အုပ်ပြီးထားချောကလက်အုပ်ပြီးထားကိုကြီးဒီကောင်အဖုတ်ကလေးကိုအမွေးလေးဘယ်လိုခေါ်ရသေးလားသပင်းသပင်းမွေး sorry ကိုကြီးသပင်းမွေးနဲ့မာဝါတကယ်ချင်းနဲ့ပြပနေရဆိုသပင်းမွေးလေးဘယ်လိုခေါ်ရမှန်းဘယ်လိုခေါ်စိန်မွေးကြောင်မွေးဗရမ်းများမွေးဗျအမတန်မူကြီးတာဒီမွေးလေးစိန်မွေးကြောင်မွေးဗရမ်းများမွေးစိန်မွေးကြောင်မွေးဗရမ်းများမွေးဒီဟုတ်တယ်ညီတော်အမြင်မှန်နေရလားအဲ့လိုကိုရဲ့ကိုလာကိုလာစားထုံပါဘောနော်ထုံပါဘောဟာသမီးပတ်စံကြည့်အောင်နော်သမီးကိုရဲ့သမီးဩဇာလာဇာလေးတွေရှိရတကယ်ချင်းနေရလဲလောက်ကုန်လို့ရှင်ပြန်လာမှာလေသူတို့ခီးထွက်တဲ့သူတွေပဲမန်းလေးသွားပါကြီးရဲ့ပြန်လာရှင်မုံသွားစားခြင်းလို့စကင်ကဲလဲဝယ်အောင်မဝယ်စားလေးလေးရှိလို့ပတ်စံချီရချီပါဘူးငါတို့ချီရပါအောင်ညီရတယ်ငါဘာကတော့မှလာသာထုတ်ရနော်ပေးရမယ်အကျွေးတတိတိုင်းနော်လာသာထုတ်လိုက်အကျွေးပေးလိုက်လာသာထုတ်လိုက်အကျွေးပေးလိုက်လေငါမှမုံလုံးဆက်ကူကတ်တယ်လုံးချပတ်ချလိုက်ချီနိုင်ချီပေါ့ချီပါဘူးချီရမှာဘူးခါချီသေးတယ်အချီပြီးတာဘယ်နဲ့တော့ကဲတော့သိရအိုင်နာအမကြီးတဲ့ဘာလာပြောရမှာဘာပြောဟာလေမလေးတဲ့မလေးကိုရတဲ့မလေးနဲ့လည်းမတူဘူးနော်တဲ့ရုပ်ကိုရတဲ့ကြက်တည်ဖျားတုံးလာတယ်ဘာယုံမှမသိဘူးတဲ့အာဖရိကမြောက်ဒီမြန်မာပြည်ရောက်လာတဲ့အတိုင်းပဲတဲ့မလေးကပုပ်ဖမြောက်လို့ရပါတယ်ဘာအာဖရိကမြောက်အတူတူပဲအဲ့မျိုးမတူတာကိုကြီးဒီဘက်လည်းစမှာကိုကြီးအမေမျက်လုံးတန်ရောစင်တမင်မျက်လုံးဘာတန်ရောစင်တမင်မျက်လုံးမျက်လုံးကဆွေဆောင်မျက်လုံးနဲ့တလုံးကနေကြည့်တလုံးကကြောက်ခဲကြည့်နေတဲ့အတိုင်းပဲဟာအခြားစီကညှို့စားကြီးညီကငါမဆွေပါဘူးမဆွေလဲကိုကြီးဆွေတော့မှနောင်တစ်ချိန်လာမီမျောကိုကြီးဆွေတော့မှကိုကြီးဆွေမှာညီကိုအမျိုးမျိုးပဲဘာအမျိုးမဟုတ်ဒီနှာခေါင်းလေးအမေခေါင်းလောင်းပန်းလေးဆွဲထားတာခေါင်းလောင်းပန်းအဝါခေါင်းလောင်းပန်းဆွဲမှာညီပြောလေခေါင်းလောင်းပန်းအဝါရောင်လေးဆွဲထားတာလေဟုတ်အမုံအမိမောင်ခွေးစီလက်စောက်ထိုးဆွဲထားတယ်ဘယ်နဲ့ခွေးစီစောက်ထိုးဆွဲထားမှာလို့ဟုတ်တယ်ခေါင်းလောင်းပန်းလေးခေါင်းလောင်းပန်းမှခေါင်းလောင်းမပန်းသွားစီပြောလို့ပြောမှာဘူးကြောခြေသိတွေကြဟာဆိုတော့ပလဲလုံးသူဟိုကမှပလဲလုံးတော့ဦးဒုက္ခအသားကြီးကလည်းညင်မွဲတယ်ဘောတဲ့စိန်နာတိုင်းအ
အညိုအဝင်းညိုဝင်း မဝင်ကညိုလဲမဝင်ဘူးလေရင်းဖြိုးရဲ့ကြီးစော်လဲနန်းစော်နာပဲမဲသူကလည်းတောင်အပြစ်မမထွက်လို့အပြစ်မထွက်ဘယ်တော့မဲနေလဲမသိဘူးနေဘူးလည်းမထွက်ဦးကြည့်တော့တောင်စားပုံစံနဲ့ကျုံစွတ်ကြဲတယ်မဝတ်ကြရှိတယ်ဗျအဲ့လိုဒါဝတ်ထားတာအမလေးအိုးအိုင်မိုင်ကိုကြီးပုံစံနဲ့ဥပဒေရုပ်ကတောင်စားနဲ့တူတူလေတောင်စားနဲ့တူပဲပြောများနေနော်များနေပြီအခုကောင်းမွေးလေးဗာမွေးနဲ့တူပဲမစိတ်မွေးကြောက်ပြီးဗဒံများစိတ်မွေးကြောက်ပြီးဗဒံများမွေးလာသမီးပြောပြမယ်တူတူလေးပြောပြမယ်တူတူလေးဗာမွေးမတရားတူအဲ့မွေးနေတူပါဦး哎呦我的妈！